Superhero ဆိုတာရုပ်ရှင်တွေကာတွန်းစာအုပ်တွေလည်းမှာပဲရှိတယ်လို့ထင်နေလားတကယ်တော့ကျွန်တော်တို့ရဲ့ကဘာကြီးပေါ်မှာတကယ်လက်တွေ့ဘဝမှာကိုပဲမယုံနိုင်စရာစွမ်းရည်တွေပိုင်းဆိုင်ထားတဲ့လူသားတွေအများကြီးရှိပါတယ်ဒီနေ့မှာတော့အဲ့ဒီလိုတိပန်ပညာကတက်တေပြထားတဲ့လူသားတွေရဲ့အမခန့်စွမ်းဆောင်ရည်တွေအကြောင်းကိုလေ့လာကြည့်ကြမှာပါဆိုတော့အဓိကမြေကလူတွေမှာ super power တွေတကယ်ရောရှိရလားဆိုတာပါပဲအဖြေကလည်းဟုတ်တယ်မဟုတ်ဘူးဆိုတာတဲ့အများကြီးပို့ပြီးနန်းနေသလိုပို့ပြီးတော့လည်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ကဲဒီနေ့မှာတော့ရင်းဆုံးဒီ super power တွေရဲ့နောက်ွယ်ကတိပြန်ပညာကိုအရင်လေ့လာကြမယ်ပြီးတဲ့ရေမြေရေခဲလေနောက်ပြီးမီးလိုပူပြင်းတဲ့နေရာတွေမှာနေထိုင်ကြတဲ့လူသားတွေရဲ့မယုံနိုင်စရာစွမ်းရည်တွေကိုရှာဖွေဖို့ခရီးထွက်ကြမှာဖြစ်ပါတယ်ကောင်းပါပြီဒါကိုတိပန်နီးကြအရင်ဆုံးချင်းကပ်ကြည့်ကြအောင်ဒီ super power တွေဆိုတာမျိုးလုံးကနေလေဆာတွေပစ်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါတွေကတကယ်တော့လူသားတွေကသူတို့နေထိုင်ရာပြင်းထန်တဲ့ပတ်ဝန်းကျင်တွေမှာရှင်သန်နိုင်ဖို့အတွက်နှစ်ပေါင်းများစွာလိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲလာတဲ့အမခန့်စွမ်းရည်တွေပါဒီလိုလိုက်လျောညီထွေဖြစ်မှုမှာအဓိက၃မျိုးရှိပါတယ်တစ်ခုကလေ့ကျင့်မှုတွေကနေရလာတဲ့ကာလတော်စွမ်းရည်တွေနောက်တစ်ခုကငငယ်လေးကတည်းကအဒီပတ်ဝန်းကျင်မှာကြီးပြင်းလာလို့ရလာတဲ့စွမ်းရည်တွေနောက်ဆုံးတစ်ခုကတော့အစွမ်းထပ်ဆွန်ဖတ်တဲ့မျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကပ်လာတဲ့မျိုးရိုးဗီဇဆိုင်ရာအားသာချက်တွေပါပဲတကယ်ကိုအမခန့်စွမ်းရည်တွေကတော့အများအပြားဒီ၃မျိုးလုံးပေါင်းစပ်နေတာကိုတွေ့ရတတ်ပါတယ်ကဲပထမဆုံးအနေနဲ့ရေကဘာတွေကိုခုံဆင်းကြည့်လိုက်ကြရအောင်ဘဝတစ်ခုလုံးကိုရေပေါ်မှာပဲဖြတ်တန်းနေတဲ့လူအဖွဲ့အစည်းတွေအကြောင်းပါအရှိတောင်အာရှကဘာကြောင့်လူမျိုးတွေတမမဟုတ်ပင်လေခြေတလုံးအိမ်တိုင်းနေပေါ့သူတို့ဟာဘာကူညီမှမပါပဲအသက်တရှိုက်တဲ့နဲ့မီတာ80နဲ့အထိရေငုတ်နိုင်ကြပါတယ်မီတာ80ဆိုတာအထက်20တိုက်တလုံးစာလောက်နတ်တာနော်ဒါပိုတော့ on off ကိုကောင်းတယ်သူတို့ဟာရေအောက်မှာ15မိနစ်အထိအသက်အောင်ထားနိုင်တယ်လို့မှတ်တမ်းတင်ထားပါတယ်စဉ်းစားကြည့်ပါဦးဒါမှလူတယောက်အတွက်10မိနစ်တောင်မလွယ်တဲ့ဟာကိုသူတို့က15ဆပိုပြီးလောက်နိုင်နေတာပါဒါတွေဘယ်လိုဖြစ်နိုင်တာလဲလျှို့ဝှက်ချက်ကသူတို့ရဲ့မျိုးဗီဇတွေမှာရှင်းနေတာပါ PDE 10A နဲ့ BDKRB2 ဆိုတဲ့မျိုးဗီဇပြောင်းလဲမှုတွေကြောင့်သူတို့ရဲ့တရရွက်ကသာမန်လူတွေလည်းပိုကြီးနေတာပါတရရွက်ကအောက်ဆီဂျင်ပါတဲ့သွေးညိုတွေအတွက်တိုးလောင်ကန်လို့ပဲဆိုတော့သူတို့မှာကကိုယ်ပိုင်အောက်ဆီဂျင်တန်ကြီးအပေါ်တစ်ခုပါနေသူတို့မှာပဲကဲရေထဲကနေခွန်ပေါ်ကိုပြန်တက်ကြည်ကြဆိုဒီတစ်ခါတော့တန်တာတွေထဲလို့ခါနိုင်အဖြစ်နဲ့အဖြစ်စွမ်းရည်ကြောင့်နာမည်ကြီးတဲ့လူမျိုးတွေကြောင့်လေ့လာကြရအောင်မက္ကဆီကိုနိုင်ငံကယာရာမူရီလူမျိုးတွေကတော့သူတို့ရဲ့မခွန်ခန်းလိုက်တဲ့ခန္ဓာရေးကြောင့်ကဘာချော်ပါတယ်သူတို့တစ်ခါပြီးရင်မိုင်းနေရချော်အထိမရမနာကင်းနိုင်တယ်ဆိုတာကတကယ်ကိုမယုံနိုင်စရာပါပဲဒီမှာတကယ်ကို inspire face ဇလန်တပုတ်ရှိပါတယ်2019မှာ Maria Lorena Ramirez ဆိုတဲ့ယာရာမူရီမျိုးသမီးဟာ50ကီလိုမီတာအပြည့်ပြိုင်ပွဲတစ်ခုကိုသူ့ရဲ့ရိုးရဝစုံနဲ့ကျိုးတိုင်းဖိနယ်လီ CV ဝင်ပြိုင်ခဲ့တယ်ပြီးတော့အနိုင်ရသွားခဲ့တယ်Nike က sponsor ပေးဖို့ကန်လန်းတော့သူ့ပြန်ပြောခဲ့တဲ့စကားကရှင်တို့ရှူပီနက်တွေကကျွန်မကိုနေစီလိမ့်မယ်တဲ့တကယ်တော့အမခန်းပါပဲနော်ကဲအခုတော့အပူပိုင်းကနေရေခဲတွေဖုံးနေတဲ့အာတိတေတာကိုတန်းသွားကြည့်ကြရအောင်ပါဒီလိုအေးခဲနေတဲ့နေရာမှာလူတွေဟာဘယ်လိုများရှင်သန်နေထိုင်ကြတယ်လဲဆိုတာကြည့်ရအောင်ပါဒီလိုအေးခဲနေတဲ့ပတ်ဝန်းကျင်မှာလူတွေဘယ်လိုများရှင်သန်ကြမယ်စိတ်ဝင်စားကြကောင်းတာကဒီပြဿနာတစ်ခုတည်းကိုဖြေရှင်းတဲ့နည်းလမ်းတွေကတစ်ဖွဲ့နဲ့တစ်ဖွဲ့မတူကြဘူးဆိုတာပါပဲဒါကတကယ့်ကိုအန်အောစရာကောင်းတဲ့ဥပမာတစ်ခုပါပြဿနာကတစ်ခုတည်းအဖြေကနှစ်ခုဖြစ်နေတယ်တစ်ဖက်မှာအင်ဒရီလီမျိုးတွေကပင်လယ်တပ်တော်ဝါတွေစီကရတဲ့အစီဓာတ်ကိုစွမ်းအပ်အဖြစ်ပြောင်းလဲပေးနိုင်တဲ့မျိုးဗီဇတွေရှိနေတယ်နောက်တစ်ဖက်မှာတော့နောက်တီလီမျိုးတွေကနေအောင်ချီမရတဲ့စောင်းချစ်ကြီးတွေမှာနိုးနဲ့နိုးထွက်ပစ္စည်းတွေကိုခြေဖြတ်ပြီးအာဟာရရနိုင်တဲ့မျိုးဗီဇတွေရှိနေကြပြန်တော့ကဲရေခဲတောင်တဲ့ပေါ်ကနေကဘာအမိုးလို့တင်စားရတဲ့အမြင့်ဆုံးတောင်တန်းတဲ့ပေါ်ကိုဆက်တက်ချကြအောင်အောက်ဆီဂျင်နည်းတဲ့နေရာမှာလူတွေဘယ်လိုနေကြမလဲဒီမှာလည်းအလားတူပါပဲစင်ခေါ်မှုကတခုတည်းအောက်ဆီဂျင်နည်းပါခြင်းပေါ့ဒါပေမဲ့ဖြည့်ရှင်းပုံကနေမျိုးဖြစ်နေပြန်ရောဟီမဝန်တာကရှာပါလူမျိုးတွေက EPS1 မျိုးဗီဇကြောင့်ရှိသလောက်အောက်ဆီဂျင်ကိုပို့ပြီး smart ကြထိထိရောက်ရောက်သုံးနိုင်တယ်Andes တောင်ကလူတွေရောအောက်ဆီဂျင်ကိုပိုများများတည်နိုင်ဖို့ hemoglobin ပိုများပြီးအဆုတ်နဲ့ရင်ဘတ်တွေကပိုကြီးမားလာကြတယ်အခုကျွန်တော်တို့ရဲ့နောက်ဆုံးခရီးစဉ်မီလိုပူပြင်းတဲ့ကပအပူဆုံးတဲကနာတဲ့ထဲကိုဝင်ရောက်ကြည့်ကြပါစို့ဒီလိုနေရာမျိုးမှာလူတွေဘလို့များရှင်သန်ကြတယ်လဲဟုတ်ပါတယ်ဘတ်တူအင်းနဲ့တွဲခဲ့လူမျိုးတွေလိုတဲခန္ဓာတဲ့လူမျိုးတွေမှာမွေးရပါအပူဒဏ်ခံနိုင်ရည်ရှိပါတယ်ဒါမဲ့လေသူတို့ရဲ့တကယ့်စူပါပါဝါကဇီဝဗေဒပိုင်းမှာခြေပဲမော့ပဲသူတို့ရဲ့အဉာဏ်ပညာနဲ့တီထွန်ဖန်တီးနိုင်စွမ်းမှလည်းရှိနေတာပါဥပမာအနေနဲ့ဘူးဆိုတဲ့ဝတ်စုံကိုပဲကြည့်လေပူပါရောင်ရောင်ဝတ်ယုံကြီးကနေပူရန်ကိုကာကွယ်ပေးလေတစ်ချိန်တည်းမှာပဲကိုနဲ့အကြီးကြားမှာလေစီကြောင်လေးတစ်ခုဖြစ်စေပြီးခန္ဓာကိုယ်ကိုအေးမြနေစေတယ်
အရန်ရိုးရှင်တယ်ဒါပဲနဲ့အင်မတန်ထိရောက်တဲ့နီးပညာတစ်ခုပါပဲ နောက်ပြီးတော့ကာလာဟာဒီဆန်လူမျိုးစုကိုလည်းမေ့ထားလို့မဖြစ်ပါဘူးသူတို့ရဲ့ချွေရခံနိုင်စွမ်းကတကယ်ကို Sherlock Holmes အဆင့်ပဲမြေကြီးပေါ်ကတင်းငယ်လွန်းတဲ့အပြောင်းလဲတွေကျိုးနေတဲ့မြက်ပင်လေးတစ်ပင်ကိုချီပြီးတားကောင်ပဲသွားတယ်ဘာလုပ်တယ်ဆိုတာကိုရက်နဲ့ချီပြီးချေရခံနိုင်ကြပါတယ် ကဲဒီနေ့ကျွန်တော်တို့ခီးထွက်ခဲ့တဲ့နေရာတွေကိုပြန်ချုံကြည့်အောင်ရေထဲကဘန်ကြောင်တွေရဲ့ရေငုပ်စွမ်းရည်ကုန်းမြေပေါ်ကရရမှုတွေရဲ့ခံနိုင်ရည်ရေခဲပြင်ပေါ်ကအင်ဒူရစ်တွေရဲ့အစီချေဖြတ်နိုင်စွမ်းလေထဲကအရှာပါတွေရဲ့အောက်ဆီဂျင်ကိုထိရောက်စွာတုံးစွမ်းနိုင်မှုပြီးတော့မီးလိုပူတဲ့တဲကန်တရက်တွေကဆန်လူမျိုးတွေရဲ့ခြေအားခံစွမ်းရည်တွေအထိတကယ်ကိုအမခံပါပဲ နောက်ဆုံးအနေနဲ့စဉ်းစားကြလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်ဒီလိုအစွမ်းတက်တဲ့လိုက်လို့ညီထွေဖြစ်မှုတွေကအတိတ်မှာပဲကြံခဲ့တာလားအခုလက်ရှိကျွန်တော်တို့နေထိုင်နေတဲ့ဒီ digital ကဘာဒီမျိုးပြပုံဝင်ချင်းကြီးရတော့ကျွန်တော်တို့စီမှာဘလို့စွမ်းရည်အသစ်တွေဘလို့ super power တွေကိုပုံဖော်ပေးနေမလဲဒါတော့အားလုံးအတွက်စဉ်းစားကြမိခွန်းတစ်ခုအနေနဲ့ထားခဲ့ခြင်းပါတယ်